အားလုံးပဲမင်္ဂလာပါ Vibe မြန်မာ Channel မှာတဖန်ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒုတိယကမ္ဘာစစ်ကြီးတွင်ကမြန်မာနိုင်ငံရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်မြန်မာပြည်ရဲ့ဒုတိယကမ္ဘာစစ်အကြောင်းပြောရရင်တော့ဗျာတကယ်ကိုရင်းနာစရာလဲကောင်းတယ်လို့ဂယူစရာလဲကောင်းတဲ့အချိုးကွေကြီးတစ်ခုပေါ့ကျွန်တော်တို့နိုင်ငံဟာအဲ့ဒီတုန်းကကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့အားပြိုင်မှုကြားမှာမြေစာပင်ဖြစ်ခဲ့ရတာစဉ်းစားကြည့်လေ1942ခုနှစ်လောက်မှာဂျပန်တွေဝင်လာတော့ကျွန်တော်တို့လူကြီးတွေခမညာအင်္ဂလိပ်ကိုမောင်းထုတ်ပေးမဲ့ကဲတင်ရှင်ဆိုပြီးမျောလင်းချက်တွေထားခဲ့ကြတာပေါ့ဗိုလ်ချုပ်အောင်ဆန်းနဲ့ရဲဘော်ထုံးချိတ်တို့ဟာဂျပန်မှာစစ်ပညာတွေတင်ပြီးမြန်မာလွတ်လပ်ရေးတက်မတော် BIE ကိုဖွဲ့ခဲ့ကြတယ်အဲ့ဒီချင်းတုန်းကမြန်မာပြည်သူတွေရဲ့မျိုးချစ်စိတ်ကတကယ့်ကိုအထွတ်အထိပ်ပဲဗျဒါပေမဲ့စိတ်မကောင်းစရာကဂျပန်တွေဝင်လာပြီးနောက်ပိုင်းမှာဖက်စစ်ဆိုတဲ့အစွဲကပေါ်လာရောလွတ်လပ်ရေးပေးမယ်ဆိုတာကအတူအယောင်ကြီးထိနေပြီးဒေါက်တာဗမော်အစူးရလက်ထက်မှာဂျပန်စစ်ဗိုလ်တွေကမြန်မာတွေကိုနှိပ်စက်တာအတင်းတမန်လှုပ်အားပေးခိုင်းတာတွေကြုံခဲ့ရတာအဆိုးဆုံးကတော့သေမင်းတမန်ဒရာလန်မိဘယူရီးယားနဲ့မြန်မာနယ်ဆက်မှာဒရာလန်ဖောက်ဖို့အတွက်ကျွန်တော်တို့မြန်မာတွေအပါအဝင်စစ်သုံးပန်းတွေထောင်းနေကြည့်ပြီးအငတ်ပေးယောဂပေးတွေနဲ့တေခဲ့ကြရတာတွေးကြည့်ရင်တော့ရင်းတဲမှာမကောင်းဘူးဗျာဒါကြောင့်လေဗိုလ်ချုပ်အောင်ဆန်းတို့ဟာငါတို့မားသွားပြီဂျပန်ကိုပြန်တိုက်မှာဖြစ်မယ်ဆိုပြီး1945မတ်လ28ရက်နေ့မှာဖက်စစ်ဒေါ်လန်ရေးကြီးကိုဆင်နွှဲခဲ့ကြတာပေါ့ဗျာအဲ့ဒီတော့ကမြန်မာတပ်မတော်နဲ့ပြည်သူတွေလက်တွဲပြီးကိုမြေကိုရီအတွက်သက်စွန့်ကြိုးပမ်းတိုက်ခဲ့ကြတာဟာဒီနေ့ခေတ်ထိတပ်မတော်နေအဖြစ်ကြံရည်ခဲ့တာပေါ့ဗျာတကယ်တော့မြန်မာပြည်ဟာဒုတိယကမ္ဘာစစ်မှာအရှေ့တောင်အာရှရဲ့အဓိကစစ်တလင်းကြီးထိခဲ့တာပါအင်္ဂလိပ်အမေရိကန်နဲ့တရုတ်တပ်တွေကတစ်ဖက်နဲ့ကျွန်တော်တို့မြန်မာပြည်ထဲမှာတိုက်လိုက်ကြတာမျိုးတွေရွာတွေလည်းပြဖို့အတီးထိခဲ့ရတယ်။ဒါပေမဲ့ဒီစစ်ပွဲကြီးရဲ့အဆုံးသတ်မှာတော့မြန်မာတွေဟာဂျွန်ဘဝကလွတ်မြောက်ဖို့အတွက်ကိုယ့်အားကိုရမယ်ဆိုတဲ့သင်ခန်းစာကိုတွေးနဲ့ရင်ပြီးရခဲ့ကြတာပါ။စစ်ပွဲပြီးတော့မှကျွန်တော်တို့လွတ်လပ်ရေးပန်းတိုင်ကိုအရှိန်အဟုန်နဲ့ဆက်လန်းနိုင်ခဲ့ကြတာပေါ့